Oh, count the beyond the body shot. Over head shot. Oh, spinning back kick. Oh, right hook, left hook. Treat her, mount by ya. Oh my god. Okay, I don't mean lava. The Gnim Maro, December Satoyan, the Apple Linigama, Chimpa Pillow to one Friday, 591 poison. We take up with time poison counter boiligo, plated we need to. Asaso, tissue in a commentator in it, Pillow in Sepidon Watchabani. I don't deep poison must we not time plated with Jama, and Nagay, Mutai superstar, the Upchilla, Lime, Subi, Tinji, Peak, and the Yare, fight out Upa Winimari. အဲ့တော့ဒီ fighter ကဘယ်သူဖြစ်မလဲကျွန်တော်နဲ့အတူပွဲစဉ်လေးကိုလိုက်ပါကြည့်ရှုကြလိုက်အောင်ပါအဲ့တော့ဒီပွဲစဉ်လေးကတော့ strong weight 125ပေါင်တန်းကမွေထိုင်းပွဲစဉ်ကောင်းတဲ့ပွဲလေးပဲဖြစ်ပါတယ်ဒီအနီတောင်းကနေဘောင်းဘီအဖြူအောင်နဲ့ရှင်ပြန်ထုတက်နေတဲ့ fighter ကတော့ဒါနာမည်ကြီးနှစ်ထပ်ကွမ်းချန်ပီယံတူဖြစ်ခဲ့တဲ့ဒါ Jonathan Hakati ရဲ့ညီဖြစ်တယ်ပေါ့နော်ဒါသူ့နာမည်ကတော့ Freddie Hakati လို့ခေါ်တဲ့အင်္ဂလန်က fighter ပါဒါသူကတော့လက်တော်ဒီထိုင်းမှာဒီအနာဂတ်ရဲ့မွေထိုင်း superstar ဒါဖြစ်လာလိမ့်မယ်ဆိုပြီးဒါထင်ကြီးဒီခံရတဲ့ fighter တူဖြစ်တယ်ပေါ့နော်အဲ့တော့သူအနေနဲ့ကတော့ဒါ one championship မှာဒါ3ပွဲအထိဒါရှင်မင်းထိုးတက်ထားပြီးတော့မှ3ပွဲစလုံးကိုဒါပွဲဖြတ်ပုံစံမျိုးနဲ့ဒါအနိုင်ရယူထားတယ်ပေါ့နော်ဒါအပြင်သူအနေနဲ့3ပွဲစလုံးကိုလည်းဒါချက်ထွေကပေးတဲ့ဘတ်3သိန်းခွဲကိုဒါစုခုရယူပိုင်ဆိုင်နိုင်ခဲ့တာပေါ့နော်အဲ့တော့သူကတော့အရက်9ပေနဲ့6လက်မရှိတဲ့အသက်ကတော့20ပါဒါတစ်ဖက်ကအပြာတောင်းကဒီဘောင်းဘီအမဲရောင်နဲ့ရှင်မင်းထိုးတက်နေတဲ့ fighter ကတော့ထိုင်က fighter ဖြစ်တယ်သူ့နာမည်ကတော့ခောက်ခလိုင်းလို့ခေါ်တယ်ပေါ့နော်အရက်ကတော့9ပေနဲ့2လက်မရှိတယ်အသက်ကတော့20နဲ့6နှစ်ပါအဲ့တော့ one championship မှာကတော့သူ့အနေနဲ့ရလက်အပိုင်းရပြောဆိုတော့တိတ်တော့မကောင်းဘူးဒါ10ပွဲအထိရှင်မြန်ထိုးတက်ထားပြီးတော့မှဒါ3ပွဲနိုင်5ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်အဲ့တော့ကျွန်တော်ဒီဂရိမှာတော့ဒါ Jonathan Hakati ရဲ့ညီဖြစ်တဲ့ဒီ Freddie Hakati ရဲ့ဒါစွမ်းဆောင်ရည်ကိုဒါပရိသတ်တွေနဲ့သူကျွန်တော်လိလာကြည့်ရှုရင်းနဲ့ commentator အနေနဲ့ဒါပြုလုပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်လိုကီလီကန်ဟာနာတွေ့ရတယ်ဗျ Frankie ကန်ဟာလေအဲ့တော့ fighter နှစ်ဦးစလုံးကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ကစားပုံရကျွန်တော်တည်ငြိမ်တယ်ဒါ Freddie Hakati ကတော့ဒါအရက်မောင်းအားသာချက်ရှိတယ်ပေါ့နော်အိုးလိုကီဟိုင်းဖိုက်တာနေနဲ့ဒါနာတော့ပုံရတယ်ဗျဟက်ကကန်ဟာလေအိုးထိုးချက်တွေကတော်တော်မြန်နေဗျဒီဂျက်ထောက်ချက်တွေအပခက်တွေအိုးတော်တော်နာတော့ပုံရတယ်အဲ့တော့ time fighter ကြီးရတဲ့ပုံစံကနည်းနည်းလေးဒီကစားပုံရနည်းနည်းလေးဒီနီးတယ်လို့ခံစားရတယ်ဗျနီးတယ်ဆိုတဲ့နေရာမှာဒါသူ့ရဲ့ဒီ body movement နဲ့ဒီထိုးချက်တွေကိုဆိုလိုတာဖြစ်တယ်ပေါ့နော်အဲ့တော့တစ်ဖက်ကဒီ Hakati ကျွန်တော်တို့ Hakati တောင်ဖြစ်သွားပြီဒီ Freddie Hakati ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ဒီ focus ကောင်းတယ်ပြီးပြီဆိုရင်သူ့အနေနဲ့ဒါတည်ငြိမ်တယ်လို့ဒါခံစားရပေမဲ့လေဒီကန်ချက်တွေဒီထိုးချက်တွေကဒါလင်မြင်မှုရှိတာမျိုးတွေ့ရတယ်ပေါ့နော်လိုကနှစ်ချက်ဆက်တိုက်ကန်ထားတယ်ဗျโอ้နည်းနည်းမဟုတ်မောက်တော့မယ်လူကထက်ကန်ထားတယ်တော့ဘယ်ချက်လဲတော်တော်မြန်နေဗျโอเคပထမချီတော့ပြီးဆုံးသွားပါပြီအဲ့တော့ချီရတော့ကျွန်တော်လက်ရည်ဒါကွာနေတဲ့သဘောမျိုးတွေ့ရတယ်ကောင်းတယ်ကျွန်တော်လူကတွေဆက်တိုက်ဟက်ကကန်ထားတယ်ဘော်ရှော့ဝင်ထားတယ်ဗျ Thai fighter အနေနဲ့1 2 right ခုတွေဝင်ထားတယ်ပြန်ပြီးကောင်တာတွေပြန်အထိခံထားရတယ်ဗျလုကပြန်ကန်ထားရတယ်ဘယ်ချီညာချီကျွန်တော်တို့ကန်နိုင်တာမျိုးတွေ့ရတယ်ဗျဒီ Freddie Hakati အနေနဲ့ကောင်းတယ်ဗျ left hand တွေအိုးတရောင်ရိုက်ထားတယ် spinning back fist တွေရောတုံးလာတာမျိုးတွေ့ရတယ်အဲ့တော့ Thai fighter အနေနဲ့ကက်လာမယ်ဆိုရင်အိုးဒါ Freddie Hakati နဲ့ uppercut တွေကျွန်တော် left hand တွေကျွေးတာမျိုးတွေ့ရတယ်ပေါ့နော် Frankie ကန်ထားတယ်ထူးချက်တွေကဒါတည်တက်မှုရှိတယ်ဗျအိုးကောင်းတယ်ကျွန်တော်လက်ခု right ခုကျွေးလိုက်တာအမတ်စင်ရီတွက်ခံရတယ်ဗျ
ပါဝါရှိတဲ့ fighter တူဦးလို့ဒါပြောလို့ရတယ်ဗျလိုကီထပ်ပြီးကန်ထားတယ်တပတ်ကဒီ time fighter ကြည့်ရတဲ့ပုံစံကဒါ body shot ကိုနှိုက်ပြီးတော့မှဒါအနီးကပ်အိုးပြန်ပြီးတော့မှ right jet ထိခံထားရတယ်body shot ဒါဒူးရီရောတိုက်တာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ time fighter ကတော့ဒါပူကပ်ပြီးတော့မှကျွန်တော် right hook လက်ခုတွေပြင်းပြင်းကျွေးဖို့ဒါရွယ်နေတာဖြစ်တယ်ဗျဟိုစတိုက်ကျွန်တော် right hook တွေထိခံထားလက်ခု uppercut ကောင်းတယ်ဝိုးစိုးရင်ရတယ်ဗျဟာကဒီ Freddy Hakati အနေနဲ့right hook တွေကျွေးထားတယ်အိုး right hook နှစ်ချက်အဲ့တော့ကောင်တာမြင်နေဗျဒီ Freddy Hakati အနေနဲ့ body shot ထိုးထားတယ် time fighter အနေနဲ့โอ้ spinning buffet right hook left hook မထိလိုက်ဗျတရောင်ဝင်ထားတယ်ဒါပူးလာမယ်ဆိုတော့တရောင်နဲ့ရိုက်လွတ်လိုက်တာဗျကောင်းနေဗျဒီနီးစနစ်တွေကလည်းအိုးဆိုရရတယ်ဗျ time fighter အနေနဲ့ oh my godမစင်ဒုတိယအကြိမ်ရေတွက်ခံရပါတယ်တော်လေးတွေဗျာ time fighter အနေနဲ့နည်းနည်းမဟုတ်ရင်ကျွန်တော်ဒါပရမချီမာကနေရှော့သွားပြီဗျကဲနောက်တစ်ချီပါလိုကကန်ထားတယ်အိုးခြေထောက်တော်တော်လေးနာသွားပုံရတယ်ဗျာကြည့်ရတယ်လက်ခုထိသွားတယ်โอ้ทับบี้บิลล่าแฟนကောင်းနေပြန်မြင်တယ်ဒီထီရောက်မှုတွေကโอ้ทับบี้ထိခံထားရတယ်1 2ဝင်လာမြတွေ့ရတယ်ဗျโอ้ဟက်ကကန်ခံထားရတယ် Freddy Hakati အနေနဲ့မထင်အောင်ပြန် time fighter အနေနဲ့လေโอ้လက်ခု right hook တော်လေးထိနာနေပြီကျွန်တော် Tiger Fighter အနေနဲ့โอ้လက်ခု right hook စက်တိုက်ကျွန်တော်တွဲလုံးတွေဝင်ထားတာမျိုးတွေ့ရတယ်ဗျကွန်တော်လေးနာနေဗျထပ်ပြီးတော့ right jet body shot ဝင်ထားတယ်โอ้ကောင်းတယ်ဗျာဒီ body shot တွေ1 2 over head shot တွေ spinning back kick ကောင်းတယ်โอ้ right hook လက်ခုကျွေးထားတယ်မောက်သွားပြီဗျာ oh my god အမစင်တတိယအချိန်ရေတွက်ခံရပါတယ်ရသေးလားမသိဗျ oh my god မရတော့ပါဘူးဒီထိုးချက်တွေကတော့တွဲလုံးတွေတော်တော်လေးကောင်းတာမျိုးတွေတတိထားမိတယ်ကစားပုံရကြည့်မယ်ဆိုတော့ကျွန်တော်ပုံစံရဒီ movement တွေအများကြီးကျွန်တော်ရှိတယ်လို့မထင်ရပေမဲ့လည်းသူ့ရဲ့ဒီကန်ချက်ထူချက်တိုင်းကကျွန်တော်ဒါတော်တော်လေးဒီတက်ရောက်မှုအပိုင်းမှာဒါလင်းမြန်တာမျိုးလေးတွေဒါတွေ့ရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ပွဲစဉ်လေးကတော့ဒါပြီးဆုံးသွားပြီပေါ့နော်ပရိသတ်တွေအနေနဲ့ရောကျွန်တော်ဒါပွဲစဉ်လေးကိုကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်တော့ဒီ Freddy Hakati အနေနဲ့တို့ဆွမ်းဆောင်ရည်ရဘလို့အနေထားရှိတယ်လေပေါ့နော်တကယ်ကိုဒါဒီအနာဂတ်ရဲ့မူထိုင်းစူပါစတာဒါတူဖြစ်လာနိုင်သလားပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော်အောက်က comment မှာလိုက်ဒါဝင်ရောက်ဆွေးနွေးတော့ပြဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်โอเคဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြအောင်ပါကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ